ချင်လွတ်မြောက်ရေးဖွဲ့ KIO ရဲ့ဖိတ်ကြားချက်နဲ့လိုင်ဇာမြို့မှာကျင်းပနေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ညီလာခံဒုတိယနေ့ဒီနေ့မှာခေါင်းဆောင်တွေအားလုံးတကားပိတ်အစည်းအဝေးကျင်းပခဲ့ပါတယ်။ဒီညီလာခံဟာတနိုင်ငံလုံးအတိုင်းအတာအပြစ်ခတ်ရက်စဲရေးနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေအထိနိုင်ငံရေးအရာတက်ရောက်မှုရှိမဲ့ညီလာခံလို့လည်းပြောကြပါတယ်။လိုင်ဇာမြို့မှာနေထိုင်နေကြတဲ့ကချင်တိုင်းရင်းသားစစ်ပေးဒုက္ခသည်တွေကလည်းဒီညီလာခံဟာမြန်မာပြည်ငြိမ်းချမ်းရေးအတွက်အစပြုတဲ့ညီလာခံမျိုးသဘောထားရှိနေကြပါတယ်။လိုင်ဇာတိုင်းရင်းသားညီလာခံကနေတိုင်းရင်းသားအခွင့်အရေးတွေရရှိဖို့ယုံကြည်တယ်လို့လိုင်ဇာမြို့ခံတဦးဖြစ်တဲ့ကိုရော့ထုံကပြောပါတယ်။ဒီအစည်းအဝေးကြောင့်ကျွန်တော်တို့တိုင်းရင်းသားအကုန်လုံးပေါ့နော်ရပိုင်ခွင့်တွေရရှိလာမယ်လို့ပြောနေတယ်။ကဲလို့များဒီအစည်းအဝေးအောင်မြင်မယ်ဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းသွားမယ်ဆိုရင်တော့အဆင်ပြေသွားမယ်လို့ပြောနေပါတယ်။ငင်းချရေးပို့ပြီးတော့ပြည်သူတွေများအတွက်ပို့ပြီးတော့အဆင်ပြေသွားမယ်လို့ပြောနေတယ်။ခုလိုလိုင်ဇာမြို့မှာတိုင်းရင်းသားတွေညီလာခံကျင်းပနေတဲ့တစ်ချိန်တည်းမှာပဲပြီးခဲ့တဲ့ရက်ပိုင်းကကချင်ပြည်နယ်မန်စီမြို့နယ်တဝိုက်မှာအစိုးရတပ်နဲ့ KIA တပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက်ရာနဲ့ချီတဲ့စစ်ပေးဒုက္ခသည်တွေကိုဗန်မော်မြို့ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော်ကတွားရောက်ခေါ်ယူပြီးဗန်မော်မြို့မှာနေရာချထားပေးနေတယ်လို့လည်းသိရပါတယ်။ကချင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးငြိမ်းချမ်းရေးရဖို့အတွက်အားလုံးကလိုလားနေကြတာဖြစ်တယ်လို့အစိုးရနဲ့တိုင်းရင်းသားခေါင်းဆောင်တွေကလည်းအမြန်ဆုံးဖြစ်အောင်ကြိုးပမ်းနေကြတယ်လို့ပြောကြပါတယ်။ကချင်ပြည်နယ်တွင်းမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့်မိသားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့လိုင်ဇာမြို့ဒေသခံကိုနော်အောင်ကသူ့ရဲ့ခံစားချက်ကိုအခုလိုပြောပြပါတယ်။ခံစားနေရတာကစားလေကောင်းကောင်းတင်ရဘူးပေါ့ပြီးစေဝါတည်းတိအလုံးတော့မရှိဘူးပြီးထပ်ပြရတာကပုံများပြီးဒုက္ခပြီးတော့ကိုယ့်ရဲ့အင်ဒူအင်တာဒီကတယောက်ပြီးတယောက်တည်တော့အမျိုးခံစားချက်တွေကပိုပြီးများပေါ့အခုလိုတိုင်းရင်းသားခေါင်းဆောင်တွေလိုင်ဇာညီလာခံကျင်းပပြီးဆွေးနွေးနေပေမဲ့လိုင်ဇာမြို့ပတ်ဝန်းကျင်ကတောင်ကုန်းတွေပေါ်မှာအစိုးရတပ်တွေကနေရာချထားနေတဲ့အတွက်ဒေသခံတွေအနေနဲ့စိုးရိမ်နေဆဲဖြစ်တယ်လို့လိုင်ဇာမြို့ဒေသခံဒေါ်ခွာဂျုံကပြောပါတယ်ဒီနေ့အခုလို့တိုင်းရင်းသားပေါင်းစုံနဲ့ဒီမှာအခုဗလဲစီဝေးလုပ်တာပေါ့နော်ဒီချိုင်းနဲ့ပတ်သက်တဲ့ဒီမှာစီဝေးလုပ်တဲ့အခါတော့နည်းနည်းမျိုးလင့်ချက်တော့ရှိအခုဆိုတောင်ပတ်နေမှာနေတော့အခုစစ်တပ်တွေကမှာရေပေါ်တော့စစ်တပ်တွေချထားတော့နည်းနည်းတော့စိုးရင်တာပေါ့ငါတို့ကဒီထိုင်စာမျိုးရတယ်အကုန်လုံးပဲဘယ်လိုလုပ်မလဲအရင်တော့အဲ့ဒီ7နှစ်တုန်းကဆိုနေဟိုလေမောခန့်ကဲတောင်ကနေပြစ်လိုက်တဲ့အမြောက်ကဒီငါမှပဲကြာငါမှသုံးဆင်ကြသွားတယ်အဲ့ဒီခါကျတဲ့ရွာသားတွေကကလေးလေးတွေလို့ကလူကြီးအဖိုးကြီးတွေလည်းညောင်းတော့ဆုံးသွားတယ်အဲ့ဒါကြောင့်ဘယ်တော့များပြစ်လိုက်လဲဘယ်တော့များကျမတို့လေရင်နဲ့လာပြစ်မယ်ဆိုတော့အမတို့ကအမြဲတမ်းဆိုရင်ဒီမှာဒီလက်စာမှာလုပ်တယ်အော်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့ထိကျင်းပမဲ့လိုင်ဇာညီလာခံကနေထွက်ပေါ်လာတဲ့တိုင်းရင်းသားတွေရဲ့ဘုံသဘောတူညီချက်တွေကိုလာမယ့်နိုဝင်ဘာလ3ရက်နေ့ဝန်းကျင်လောက်မှာအစိုးရကဦးဆောင်ပြီးမြစ်ကြီးနားမြို့မှာကျင်းပမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ဆက်လက်ဆွေးနွေးကြမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။